ငါသားလေးတထေးသမီးနဲ့ရသွားတာဝမ်းသာလိုက်တာ အေးနော်ငါသားကဘုံကန်ကြီးတော့တထေးသမီးနဲ့ရသွားတာနေမှာအဖိုးကြီးရဲ့မြို့ကိုလာတာလမ်းစရိတ်ပဲကုန်တယ်သားကလည်းငါတို့ကိုအဖက်မလုပ်ဘူးအိမ်ပဲပြန်ကြရအောင် မပြန်သေးပါဘူးမိမရာငါတို့သားကအခုတထေးသမီးနဲ့လက်ထပ်တာဆိုတော့အထင်သေးခံရလို့မဖြစ်ဘူးငါသားဒီလမ်းကလာရင်ငါတို့ကိုတော့ခေါ်မှာပါ အဖေတို့အမေတို့ကိုတားမင်္ဂလာပွဲလိုက်မလာနဲ့လို့ပြောထားတယ်လေဘာလို့လိုက်လာတာလဲပြန်ကြပါဗျာပတ်စံလို့ရင်နောက်မှလွှဲပေးမယ် အမေတို့ကပတ်စံလာတောင်းတာမဟုတ်ပါဘူး တားမိမဘက်ကအမျိုးတွေကအရန်ချမ်းသာတာ ငါသားရဲ့တသက်မတစ်ခါဆောင်တဲ့မင်္ဂလာပွဲကိုကြည့်ချင်ုံတက်တက်ပါသားရဲ့ ငါတို့သားကမင်္ဂလာဆောင်မှာတို့ကိုတွေ့တာတောင်ထမင်းခေါ်မကြွေးဘူးနော်ဗိုက်စာလိုက်တာ ဟုတ်တယ်ရှင် ရွာကိုရောက်လို့သူများတွေမေးရင်ငါတို့သားမင်္ဂလာဆောင်ကိုတွားပြီးဘလောက်ခမ်းနားကြောင်းပဲထားပြောကြမယ်နော်ငါသားစီသွားတာလေ ဘလို့လဲတာမင်္ဂလာဆောင်ကစီရောစီရဲ့လားဘာကြွေးလဲ စေတာပေါ့လူတွေအများကြီးပဲငါသားကအရန်ပျော်နေတာလေကြက်စီထမင်းနဲ့ကြွေးတယ် တားမင်္ဂလာဆောင်မှာစားခဲ့တာအစီအစိမ့်နေဆိုတော့ငပိရည်နဲ့စားကျင်လာလို့လေအားလုံးလာစားကြပါအောင်